မတ်တယောက်ထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုရုတ်တရက်သတိပြုမိသွားပါတယ်။သူအစ်စ်ဝယ်လိုက်တဲ့အိမ်ရဲ့နံရံပေါ်မှာအနက်ရောင်ပေါက်တစ်ပေါက်ရှိနေတာပါ။ဆက်စုကျင်စိတ်ကိုမထိန်နိုင်တော့ပဲနံရံကက်ဆက်ကူတွေကိုခွာကြည့်လိုက်ပါတယ်။အဲ့ဒီနောက်ွယ်မှာတော့တမန်နီတကားတစ်ချက်ရှိနေတာကိုတွေ့လိုက်ရပါတော့တယ်။မတ်ဟာထူးဆန်းတဲ့ပုံစံရှိတဲ့တောခလောက်ကိုတေချာလေ့လာနေတော့မှပဲအမိုက်ပုံးရဲ့တူးလွင့်ပစ်လိုက်တဲ့အရာတစ်ခုကိုရုတ်တရက်သတိရသွားပါတယ်။အဲ့ဒါကတော့တောပုံစံရှိတဲ့တစ်သားတုံးလေးပါ။သူအပြေးလွှားသွားရှာပြီးတစ်သားစားတွေကိုဆက်လိုက်ပါတယ်။မတ်ဟာအဲ့ဒီတစ်သားတော့ကိုတမန်နီတကားရဲ့ဂယုတစိုက်ထည့်ပြီးလှည့်လိုက်တဲ့အခါတကားကတကယ်ပဲပွင့်သွားခဲ့ပါတယ်။သူ့ဇနီးဒီလီဆာကအခန်းထဲကိုခြေတလန်းချလိုက်တာနဲ့တိမ်လုံးမှာရှိတဲ့မီးလုံးတွေဟာတစ်ဖြက်ဖြက်နဲ့အဆက်မပြတ်လင်းလိုက်မောင်လိုက်ဖြစ်လာပါတော့တယ်။ဒါဟာလျှက်စစ်ပိုင်းဆိုင်ရာပြဿနာလို့ပဲမက်ကယူဆပြီးမိသမားတယောက်ကိုချက်ချင်းခေါ်လိုက်ပါတယ်။မိသမားကရှုပ်ထွေးနေတဲ့ဝိုင်ယာကျိုးတွေကိုကြည့်ပြီးဒါတွေကသူ့ဖွားထက်တောင်အသက်ကြီးဦးမယ်ရှေးဟောင်းပစ္စည်းတွေပဲလို့ပြောပါတယ်။သူလည်းဒီလိုမျိုးတစ်ခါမှမမြင်ဘူးတာကြောင့်အဖြေရှာဖို့အတွက်အရင်ဆုံးပြန်ပြီးလေ့လာရမယ်လို့ဆိုပါတယ်။စကားဆက်မိရင်းနဲ့မိသမားကဒီအိမ်ကိုဝယ်တဲ့သူရှိတယ်ဆိုလို့သူတော်တော်အံ့ဩနေတာလို့ပြောလိုက်ပါတယ်။မက်ကတခုခုတော့မားနေပြီဆိုတာတီးလိုက်လို့အတင်းကျပ်မင်းမြန်းတဲ့အခါမှာတော့ဒီအိမ်ရဲ့အရင်ပိုင်ရှင်တွေဒီအိမ်ထဲမှာတင်အသက်ခံလိုက်ရတာဗျာဘယ်သူမှမပြောကြဘူးလား။ကျွန်တော်သာခင်များနေရမှာဆိုရင်ဒီအိမ်ကိုလက်နဲ့တောင်မထိဘူးကံကောင်းပါစေဗျာလို့ပြောပြီးထွက်သွားပါတော့တယ်။မတ်တယောက်စွန့်သွားပါတယ်။သူဟာလူတက်မှုဖြစ်ဖူးတဲ့အိမ်ကြီးကိုမသိပဲဝယ်လိုက်မိတာပါ။သူစိုးရိမ်တကြီးနဲ့အွန်လိုင်းမှာရှာကြည့်တဲ့အခါမှာတော့သတင်းတွေထဲမှာဇနီးမောင်နှံနှစ်ဦးဟာဒီအိမ်ထဲမှာတင်ရဲရဲဆက်ဆက်အသက်ခံခဲ့ရပြီးလူသက်သမားကိုလည်းအခုထိဖမ်းမမိသေးဘူးလို့ရေးထားတာကိုတွေ့လိုက်ရပါတယ်။ဒီအိမ်ကြီးကပုံမှန်မဟုတ်ဘူးဆိုတာမသိလိုက်ပါပြီ။သူတွေးလေလေစိတ်ပြက်လေလေပါပဲ။အကောင်းဆုံးအိမ်ကိုရွေးချယ်ဖို့အချိန်တွေများကြီးပေးခဲ့ရပေမဲ့နောက်ဆုံးတော့လူတက်မှုဖြစ်ခဲ့တဲ့နေရာကြီးဖြစ်နေတာကိုအဲ့ဒီနားမှာတော့သူဟာစိတ်ပြေလက်ပြောက်အရက်တောက်နေရင်ငါနောက်ထပ်အရက်တပူလင်းလောက်လိုချင်လိုက်တာလို့ရေရွမိပါတယ်။အဲ့ဒီအချိန်မှာပဲမိတွေကပြန်ပြီးတစ်ဖြက်ဖြက်ဖြစ်လာကရုတ်တရက်ဆိုသလိုအခန်းထဲမှာအသစ်ဆက်ဆက်အရက်တပူလင်းပေါ်လာပါတော့တယ်။နောက်တနေ့မနက်မှာတော့လီဆာဟာမီးလုံးတွေတစ်ဖြက်ဖြက်ဖြစ်နေတဲ့အတန်ကြောင့်နိုးလာပါတယ်။အတန်လာရာနောက်ကိုလိုက်သွားရင်အစ်တွေ့ထားတဲ့အခန်းထဲရောက်သွားတဲ့အခါမှာတော့သူမအံ့ဩလုံးလို့မင့်တက်သွားရပါတယ်။အခန်းတစ်ခုလုံးမှာကဘာကျော်ပန်းချီကားချက်တွေနဲ့ပြည့်နှက်နေတာပါ။မက်ကတော့ကလေးတယောက်လိုစိတ်လှုပ်ရှားပြီးလီဆာကိုအရာအလုံးလိုက်ပြနေပါတယ်။လီဆာကတော့မတယောက်အေးရေးပြက်ပြီးစိတ်များဖောက်ပြန်နေတာလားဆိုပြီးစိုးရိမ်နေခဲ့ပါတယ်။အဲ့ဒီနောက်မက်ကသူမကိုမေးပါတယ်။မင်းဘဝမှာအလိုချင်ဆုံးအရာတစ်ခုကဘာလဲလီဆာကအလုပ်ကောင်းကောင်းတစ်ခုရချင်တာပေါ့လို့ဖြေပေမဲ့မက်ကမဟုတ်ဘူးတကယ်ပစ္စည်းတစ်ခုခုကိုပဲပြောလို့အတင်းမေးပါတယ်နောက်ဆုံးတော့လီဆာကကောင်းပြီလေငါဒေါ်လာ1000လိုချင်တယ်လို့ပြောလိုက်ပါတယ်မိတွေထပ်ပြီးတစ်ဖြက်ဖြက်ဖြစ်သွားပြန်ပါတယ်မက်ကချက်ချင်းလက်ရှာကြည့်တဲ့အခါစက္ကန့်ပိုင်းတွင်းမှာတင်ဒေါ်လာ1000အတိအကျကိုရှာတွေ့သွားပါတယ်ဒါပေမဲ့လီဆာကတော့မယုံနိုင်သေးပါဘူးမက်ကသူမကိုနောက်နေတာလို့ပဲထင်နေခဲ့ပါတယ်လီဆာကကောင်းပြီလေဒါဆိုငါဘယ်လောက်ထိတောင်းလို့ရမလဲကြည့်ရသေးတာပေါ့ပို့ပြီးတောင်းကြည့်မယ်ဆိုပြီးဒေါ်လာ1000လိုချင်တယ်လို့ပြောလိုက်ပါတယ်သူမပြောလိုက်တဲ့ခါမှာပဲမိတွေအားလုံးလုံးဝအမောင်တိကျသွားပါတယ်ခဏအကြာမှာမိတွေပြန်လင်းလာတော့လီဆာဟာကျမ်းပြင်ကိုကြည့်ပြီးစွန့်သွားပါတော့တယ်အခန်းတစ်ခုလုံးရဲ့ကျမ်းပြင်ပေါ်မှာဒေါ်လာ1000အတိအကျရှိတဲ့ငွေထုတ်တွေဟာပြန့်ကျဲလို့နေပါတော့တယ်